ခရစ္စတီယာနိုမမောင်လွင်ရဲ့ကန်ချက်တွေအောင်မှာဒူးထောက်ခဲ့ရတဲ့မန်ယူအားလုံးပဲမင်္ဂလာပါဘောလုံးမဆရာရှိဖြစ်တဲ့ဘောဆရာကြီး channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တင်ပြပါသလားအင်္ဂလန်မှာကလပ်အတင်းပေါင်း4000ကျော်ရှိပေမဲ့မြန်မာတိုက်စစ်မှုမောင်လွင်ရဲ့ဂိုးနဲ့ရှုံးမှုတာတည်းမဲရှိပါတယ်ထိုတင်ဟာဘယ်တင်းဖြစ်မလဲဆိုတာခက်ခက်ခဲခဲစဉ်းစားနေကြမလို့ပါဘူးအင်္ဂလန်မှာရှုံးရတာအားမရလို့အာဆီယံမှာပါမောင်လွင်ရဲ့ဂိုးတွင်းခံပြီးလာထက်ရှုံးတဲ့ Manchester United အတင်းမှာမန်ယူကတော့တကယ်ကိုပြောစရာစကားမရှိတော့ပါဘူးသူတို့ရဲ့ခြေစွမ်းကမြန်မာ National League မှာလာကန်ရင်တော့တန်းဆင်းရမယ့်အနေထားပါအင်္ဂလန်ကလပ် Manchester United အတင်းနဲ့အာဆီယံ All-Star အတင်းတို့ရဲ့မေဘန့် Challenge Cup ပြိုင်ပွဲကိုမေလ28ရက်နေ့မြန်မာစံတော်ချိန်9:15မိနစ်မှာမလေးရှားနိုင်ငံကွာလာလမ်ပူမှာရှိတဲ့ဘူကစ်ဂျာလီကွဲမှာကျင်းပခဲ့ရာအာဆီယံ All-Star အတင်းကမြန်မာတိုက်စစ်ကစားသမားမောင်လွင်ရဲ့တလုံးလေးတော်တွင်ကိုနဲ့အနိုင်ရရှိခဲ့ပါတယ်အာဆီယံဘောလုံးဖွဲ့ချုပ်ဟာရင်းချေစံပွဲကိုရှင်ပြိုင်ကစားရင်အဖွဲ့ဝင်12နိုင်ငံမှာကစားသမားများဖွဲ့စည်းခဲ့ပြီးနီးပြချုပ်အဖြစ်ဘီယန်နန်လက်ရွေးစင်အတင်းနီးပြချုပ်ဖြစ်လို့တောင်ကိုရီးယားနိုင်ငံသားကင်ဆန်စစ်ကိုကင်တွယ်စေခဲ့ပါတယ်အာဆီယံဩစာအတင်းအတွက်ကစားသမားတွေကိုအာဆီယံနိုင်ငံတွေရဲ့လက်ရွေးစင်အမျိုးသားအတင်းတွေကကစားသမားအယောက်20ကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်မလေးရှားကစားသမား9ဦးထိုင်းနဲ့ဗီယက်နမ်ကစားသမား4ဦးစီကမ္ဘောဒီးယားကစားသမား2ဦးစင်ကာပူဖိလစ်ပိုင်လာအိုမြန်မာတီမောအတင်းတွေကကစားသမား2ဦးစီပါဝင်ပါတယ်မြန်မာကတော့မြန်မာလက်ရွေးစင်အတင်းကောင်ဆောင်မောင်လွင်ပါဝင်ပြီးသူကလက်ရှိထိုင်းကလပ်လန်ဖန်ဝါရီအတင်းမှာကစားနေတာဖြစ်ပါတယ်မန်ချက်စတာယူနိုက်တက်အတင်းကအခုခြေစမ်းပွဲအတွက်ကစားသမား32ဦးအထိခေါ်ဆောင်လာတာဖြစ်ပြီးအကယ်ဒမီကစားသမား9ဦးလည်းပါဝင်လာတယ်လို့သိရပါတယ်မန်ချက်စတာယူနိုက်တက်အတင်းဟာပွဲထွက်လူစီးရင်ဖြစ်ဦးနာနာမက်ဂွိုင်းယာဝိုက်လန်ကက်စမီရိုဒါလော့ကိုဘီမိုင်နိုစတဲ့စီနီယာကစားသမားတွေကိုအသုံးပြုခဲ့ပြီးပွဲကစားချိန်32မိနစ်မှာတင်ကစားသမားအချို့ကိုယာဒီဥဒုဒံမခံနိုင်ခြင်းပွဲကစားခွင့်နဲ့အံဝင်ခွင့်ကြမရှိခြင်းဒဏ်ရာရတော့မှကိုစိုးရိမ်ခြင်းတို့ကြောင့်မန်ယူနီးပြရူဗင်အမော်ရီအနေနဲ့ကစားသမားအပြောင်းလဲလုပ်ခဲ့ပါတယ်ဒုတိယပိုင်းရောက်မှာတော့ရီနိုဖာနန်ဒက်ဂါနာချိုအာမတ်ဒီယာလိုအီဗန်အိုဗီမာတင်စတဲ့ကစားသမားများကိုလဲလှယ်အသုံးပြုကပွဲပြီးအထိကစားစီခဲ့ပါတယ်ပထမပိုင်းအာဆီယံဩဇာတင်အတွက်အနိုင်ကိုရရှိမဲ့အခွင့်အရေးတစ်ချိန်ရရှိခဲ့ပါတော့လေအဆုံးတက်မတည်တတ်မှုကြောင့်ဖုန်တကူရှင်အိုနနာအနေနဲ့ကံကောင်းထောက်မစွာဘောလုံးကိုပို့ထုတ်ပေးခဲ့ပါတယ်ဒါကြောင့်မြန်မာပရိသတ်တွေကနိုင်ငံကိုစားပြုလက်ရွေးစင်ကစားသမားဖြစ်တဲ့မောင်လွင်ကိုထည့်သွင်းတော့မပြုတော့ဘူးလားလို့မိကွန်းထုတ်ခဲ့ကြပါတယ်မောင်လွင်ဟာထိုပွဲမှာဒိုင်းနက်လူစင်အဖြစ်ပွဲထက်ကစားခွင့်မရရှိသေးပဲအရန်ခုံမာတာထိုင်နေခဲ့ရပါတယ်ဒုတိယပိုင်းပွဲကစားချိန်54မိနစ်ရောက်မှာတော့မောင်လွင်အနေနဲ့ကစားပွဲအတွင်းလူစားလဲဝင်ရောက်ကစားခဲ့ပါပြီဒါဟာမြန်မာပရိသတ်တို့ရဲ့မျှော်လင့်ချက်တကယ်ဖြစ်လာပြီလို့ဆိုရပါမယ်မောင်လွင်ဟာလူစားလဲဝင်လာပြီး18မိနစ်ဝန်းကျင်အကြာပွဲကစားချိန်82မိနစ်အရောက်မှာအာဆီယံဩစတာတင်းအတွက်ဦးဆောင်ကိုတွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်ထိုပွဲစဉ်မှာမောင်လွင်ရဲ့အဝေးဘောပေးချက်တွေကလည်းဒီဘက်ဘက်ခန်းဝင်ဘူးတလားလို့ထင်ရအောင်လှပလွန်းပါတယ်ပွဲပြီးကန်ဒီမှာအာဆီယံဩစတာတင်းအတွက်ဂိုးထပ်မှန်ရရှိဖို့အခွင့်အရေးကိုမန်ချက်စတာယူနိုက်တက်နောက်ခံလူအီဗန်ကရှင်းလင်းဖြတ်ထုတ်နိုင်ခဲ့ပါတယ်မောင်လွင်ကဒီပွဲမှာလူစားဝင်ကစားခဲ့ပြီးနောက်ညာတောင်ပိုင်းတိုက်စစ်နေရာမှာကစားခွင့်ရခဲ့ပြီးဂိုးတမနဲ့တဦးချင်းရင်ဆိုင်တွင်ရရှိလာတဲ့အခွင့်အရေးတစ်ချိန်ကိုလွတ်လွတ်ကျွတ်ကျွတ်ဆုံးတက်ဂိုးတွင်ပေးသွားခဲ့ပါတယ်။ဖန်တီးပေးလိုက်တဲ့ဘောလုံးကလည်းအတော်လေးကိုကောင်းခဲ့တယ်လို့မန်ယူနောက်တိုင်းတွေကလည်းဟာကွက်တော်တော်လေးကြီးမားခဲ့ပါတယ်။မန်ယူတင်းရဲ့အဖြစ်ကတော့မြန်မာကစားသမားမောင်လွင်ဂိုးတွင်းတာပါခံလိုက်ရတယ်ဆိုတော့အတော်လေးကိုဆူရနေခဲ့ပါပြီ။နောက်ရာဒီတန်းဆင်းရမလားလို့တော့မန်ယူပရိသတ်တွေတွေးနေကြမယ်လို့ထင်ပါတယ်။မောင်လွင်အတွက်တော့ဂုဏ်ယူပါတယ်။မြန်မာအမှုပညာရှင်ဆယ်လီအချို့ကလည်းမောင်လွင်အတွက်ဂုဏ်ပြုပေးခဲ့ကြပါတယ်။မောင်လွင်ဟာမန်ယူအတင်းဘက်ကိုဂိုးတွင်းနိုင်တဲ့ပထမဦးဆုံးတော့မြန်မာကစားသမားပါဦးနာနာဆောင်းတဲ့ဂိုးပေါက်တာဆိုတူဆန်နာပြေဝတော့မှာပါဒါဟာဖုန်းတကူရှင်ဦးနာနာအနေနဲ့ကံကောင်းသွားတယ်လို့ဆိုရပါမယ်ဒါဟာမြန်မာဘောလုံးတမိုင်းတစ်လျှောက်မှာအင်္ဂလန်ထိပ်တီးကလပ်မန်ချက်စတာယူနိုက်တက်တင်းကိုမြန်မာလက်ရွေးစင်ကစားသမားတို့ကဂိုးတွင်းနိုင်ခဲ့တာဖြစ်လေမှတ်တမ်းဝင်တော့တာဖြစ်ပါတယ်မောင်လွင်ရဲ့အနိုင်ဂိုးကပြီးခဲ့တဲ့ရာသီမှာဖလားလက်မဲ့ဖြစ်ခဲ့ပြီးစံချိန်တင်ရှုံးပွဲများနဲ့ရင်ဆိုင်နေခဲ့ရတဲ့မန်ချက်စတာယူနိုက်တက်အတွက်ဖိအားတိုးသွားစေတဲ့ရှုံးပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်မြန်မာနိုင်ငံကမန်ယူပရိသတ်တွေအနေနဲ့တည်င်းကောင်းကတော့မြန်မာနိုင်ငံကကစားသမားတို့ကမန်ယူဘက်ကိုဂိုးတွင်းနိုင်လို့ဝမ်းသာစရာဖြစ်ခဲ့ပေမဲ့တည်င်းဆိုးကတော့မန်ချက်စတာယူနိုက်တက်တွေကအာရှအတင်းကိုတော့နိုင်အောင်မကန်နိုင်တော့ပဲဒုက္ခိတပြတော့တယ်လို့ရင်လေးစရာဖြစ်နေပါတယ်မန်ချက်စတာယူနိုက်တက်တွေကိုအနိုင်ဂိုးတွင်းသွားခဲ့တဲ့မောင်လွင်က professional ကစားသမားဘဝကိုဟန်တာဝရီယူနိုက်တက်တင်းမှာစတင်ခဲ့ပြီးနောက်ရန်ကုန်ယူနိုက်တက်တင်းတို့ပြောင်းရွှေ့က2021ခုနှစ်မှာထိုင်းကလပ်လန်ဖွန်ဝါရီယာတင်းကိုပြောင်းရွှေ့ခဲ့ပါတယ်မောင်လွင်ဟာ2015 U20 ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရမြန်မာ U20 ကစားသမားတဦးဖြစ်ပြီး2016ခုနှစ်ကတည်းကမြန်မာလက်ရွေးစင်တင်မှာရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်2021ခုနှစ်မှာမြန်မာလက်ရွေးစင်အတင်းရဲ့အတင်းကောင်းဆောင်ဖြစ်လာခဲ့ပြီးနှစ်ကုန်ပိုင်းကျင်းပခဲ့တဲ့အာဆီယံကပ်ပြိုင်ပွဲမှာအင်ဒိုနီးရှားနဲ့ပွဲပြီးမှာပရိသတ်တွေကိုဆဲဆူမှုကြောင့်အတင်းကောင်းဆောင်ရာထူးကနေရုပ်သိမ်းခံခဲ့ရတော့လဲနောက်ပိုင်းပွဲများမှာပြန်လည်ကြိုးစားခဲ့တာကြောင့်အတင်းအတွက်အရေးပါတဲ့ဂိုးများကိုတွင်းယူနိုင်တဲ့အပြင်ပရိသတ်တွေရဲ့အားပေးမှုကိုလည်းပြန်လည်ရရှိခဲ့ပါတယ်မန်ချက်စတာယူနိုက်တက်နီးပြရူဘင်အမော်ရင်ကယနေ့ရှင်ပြိုင်ကစားခဲ့တဲ့ခြေစမ်းပွဲမှာအာဆီယံဩစတာတင်းကိုရှုံးနေပြီးနောက်ထိုပွဲစဉ်ခြေစွမ်းနဲ့ပတ်သက်ပြီးအတင်းရဲ့ဆွမ်းဆောင်မှုကိုဝေဖန်ပြစ်တင်ပြောကြားခဲ့ပါတယ်ရူဘင်အမော်ရင်ကဒါစိတ်ပျက်စရာရလဒ်တစ်ခုပါပဲကျွန်တော်တို့အနေနဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာအကောင်းဆုံးမလုပ်ခဲ့တာကြောင့်ပွဲမှာအခုလိုရလက်ဆိုးတွေထွက်ပေါ်ခဲ့တာပါကျွန်တော်တို့အနေနဲ့ဘာပဲဖြစ်ဒီလိုပွဲမျိုးမှာအနိုင်တော့ရတင်ပါတယ်ဒီလိုရာဒီဥတုမှာကစားသမားတွေဒဏ်ရာမရတာပဲကျွန်တော်တို့အတွက်အရေးကြီးပါတယ်ဒါကစင်ချင်ပေးတာမဟုတ်ပါဘူးကျွန်တော်တို့ဒီထက်ပိုပြီးကောင်းအောင်ဆွမ်းဆောင်ခဲ့တင်ပါတယ်လို့ပွဲပြီးအင်တာဗျူးမှာပြောကြားသွားခဲ့ပါတယ်မန်ချက်စတာယူနိုက်တက်တင်ဟာပရီးမီးယားလိဂ်မှာတမိုင်းတစ်လျှောက်အဆိုးရွားဆုံးရက်တီမှုနဲ့ရင်ဆိုင်ခဲ့ရတယ်လို့ယူရိုပါလိဂ်ဘူလူပွဲမှာလည်းစပါးတင်းကိုရှုံးနေခဲ့တဲ့အတွက်ဝေဖန်မှုများနဲ့ရင်ဆိုင်ခဲ့ရတာပါ
ပြီးခဲ့တဲ့ရာဒီကရလက်ဆိုးတွေထွက်ပေါ်ခဲ့တဲ့ Manchester United အသင်းဟာအခြား Premier League အသင်းတွေရာဒီကုန်းမှာအနားယူနေကြတော့လေအသင်းရဲ့ဘဏ္ဍာရေးအတွက်အာရှတို့ချက်ချင်းခြေစမ်းပွဲထွက်ခဲ့ပြီးပထမအဆုံးပွဲစဉ်မှာပဲမြန်မာလက်ယူစဉ်ကစားသမားမမောင်လွင်ရဲ့အတွင်းကိုနဲ့အာဆီယံအော်စတာကိုရှုံးနေခဲ့ပြီးနူယာဝဲဆွဲတမိုင်းမှတ်တမ်းတစ်ခုတွင်သွားခဲ့ပါတယ်။ Manchester United အသင်းဟာမေလ30ရက်နေ့မြန်မာစံတော်ချိန်6နာရီခွဲမှာဟောင်ကောင်အသင်းနဲ့ခြေစမ်းပွဲကစားတော့မှာဖြစ်ပါတယ်။ဘောလုံးချစ်ဘောဆရာကြီးတို့အနေနဲ့ရော Manchester United ရဲ့ရှုံးပွဲရလဒ်ပေါ်ဘလို့ထင်မြင်ကြသလဲ။ဟောင်ကောင်အသင်းနဲ့ခြေစမ်းပွဲမှာ United တို့နိုင်ရလက်ပြန်လည်ရရှိနိုင်ပါမလား။ထပ်ပြီးအရှုံးတွေနဲ့ဒုက္ခိတဖြစ်နေမလားဆိုတာကိုတော့မြမလက်ယူစဉ်မမောင်လွင်ရဲ့စံချိန်တင်တမိုင်းမှတ်တမ်းတစ်အတွက်ဂုဏ်ပြုပြီးရင်ဝေဖန်တုံးတက်ပြီးတော့ကြပါအောင်ဗျ။ကျွန်တော်တို့ရဲ့ဘောဆရာကြီး channel လေးကနေဘောလုံးလောကရဲ့တူတာရတဲ့သတင်းအကြောင်းအရာများစွာကိုအမြဲတင်ဆက်ပေးနေတာမို့လို့ကြိုက်နေတဲ့ like and subscribe လေးလုပ်ပြီးအားပေးတော့ကြပါအောင်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်ဗျ။